ကြောက်ကြောက်အေးရလမ်းကြောင်းပါအဲ့လို ပထမတစ်ခါဆရာဝန်ဒီလက်ကျဆရာဝန်စီပြတဲ့ဆေးကမ်းပြတဲ့ခါကျတော့သူတို့ကဘယ်လိုပြောတာလဲ ပထမတစ်ခါပြောတော့အဲ့လိုလမ်းကြောင်းတော့ပါရောအကုန်လုံးတက်ကြည်တွေတော့ရှိတယ်ပေါ့ဗျာကျက်လက်မဟုတ်ဘူးမှာအဲ့ဒါတော့ ရှိတယ်ဆိုတာဘယ်လိုအများကြီးရှိတာလားနည်းနည်းရှိ အများတယ် ဩများများရှိတာ များရှိတယ် ။ညောင်းထဲမှာများများရှိနေတယ် မှာတော့မရှိတော့ဘူးပေါ့တဲကြည်တယ်မှာပဲ ။မရှိတော့တာဘာလို့မရှိတော့တာတော့ ပျောက်သွားလို့မဟုတ်ဘူး ။ဟုတ်လေပဲဆေးတောက်လို့ဆိုတော့ ဘုံစေသူက ဒီဆေးတောက်လို့အဲ့ဒါပြောနေတာလေ။ဒီဆေးတောက်တဲ့ခါကျတော့လမ်းကြောင်းထဲမှာကိုမရှိတော့ဘူး မရှိတော့ဘူးဒါဘုံစေတောက်တာတူတော့ဒါဟုတ်ဆိုရှစ်လနေပါရှိသွား ။ရှစ်လနေမှရှိတော့ပြီ မှန်ပါဗျာရှစ်လဒါဟုတ်ဆိုရှစ်လပေါ့ဗျာဒါ ။ရှစ်လလာတောက်ပြီးတဲ့ခါမှာလမ်းကြောင်းထဲမှာကိုမရှိတော့ဘူး မှန်ပါဗျာ ။ဒီတဲချင်ထဲမှာလည်းပါရှိသေးတယ် ဟိုရိုက်ကြည့်တာတော့ဟိုရှစ်လပိုင်းတည်းတော့ရိုက်ကြည့်တာပဲဒီဘက်ဘုံတစ်ပတ်ဒီဘက်တစ်ပတ်လာတော့ဘုံကရိုက်ကြည့်တမ်းမအောင်ဆိုရိုက်ကြည့်တော့တဲကြီးတွေမှာပဲကြောက်ရှိတယ် ။ဟုတ်ပြီ လမ်းကြောင်းလေးမှာတော့မရှိတော့ဘူးဆရာဝန်ပြောတယ် ဟုတ်ပြီ နောက်သူတို့နောက်တစ်ခါသူတို့ကဗာဆက်ပြောလဲဆိုတော့ဒါဒီတဲကြိုတွေအကြောက်ကတော့ဘယ်လိုနည်းနဲ့မှဘယ်စင်းနဲ့မှမကြနိုင်ဘူးပေါ့သူတို့ဘာအင်္ဂလိပ်ယူပေါ်ဖြစ်ဘုံဝင်ရအဲ့ဒီပြီးတော့တဲကြိတွေကကြောက်တော့ရှိတယ်နောက်နှစ်ကြာလာရင်ကင်ဆာပဲကူးသွားနိုင်တယ်လို့သူကပြောတော့သူကနည်းနည်းတော့ကြောက်တော့ဘုံညာအဲ့မောင်နေခွဲရင်တော့အကောင်းဆုံးပေါ့အဲ့လိုပြောလိုက်တော့သူကအဲ့နေရောငါဘုံကြီးစီငါတော့အောင်မှာသွားလို့ဘုံကဘာမှမကြောက်နဲ့ဒီသေးကြီးတွေရှိတယ်ကြောက်လည်းမကြောက်နဲ့ဆက်တာတောက်တကာကြီးဆိုရင် तू ကတောက်မှာလို့ ဆက်တော့ရမှာပဲတောက်တာတော့ မှန်ပါပဲ တောက်ရမှာနော် အဲ့ဒါလည်း ကြတာမကြတာတော့ဦးစင်းတော့လည်းမသိဘူးလေ မှန်ပါပဲ ဘာလို့ဆိုတော့ဦးစင်းတော့လည်းဓာတ်မှန်လည်းမရှိဘူးမျက်စိလည်းမမြင်တော့လေ အဲ့တော့ အဲ့တော့ဒီဆေးကြတယ်မကြဘူးဆိုတာတော့ဆေးုံဆေးကမ်းမှာ အဲ့ဒီလမ်းကြောင်းတွေကတော့ ဆရာဝန်ပြပြီးမှ လမ်းကြောင်းထဲမှာတော့မရှိတော့ဘူးပေါ့ လမ်းကြောင်းထဲမှာတော့ဒီဆေးတောက်လို့မရှိတော့ဘူး မှန်ပါပဲ အေးဟုတ်ပြီအဲ့ဒါဆိုလည်းအများကြီးတော်တော်တက်တာသွားပါပြီတော်တော်ကောင်းသွားပြီပေါ့နော်အေးဟိုခုနကတော့ဘာလို့တခါကြီးပြောတဲ့ဟိုလက်ကြီးထဲမှာရှိတဲ့ကြောက်ကတော့ဦးစင်းတို့လည်းဟိုတိကျမပြောနိုင်ဘူးနော်အေးကြာဟိုဆရာဝန်တွေနောက်ကျွန်တော်ဒုက္ခပေးမယ်ဆိုလို့ရှိရင်ဒီမျိုးတစ်ပုံဖြည့်ရှင်းပေါ့နော်အေးဟုတ်ပြီအခုလောက်တက်တာလည်းတော်တော်လေးကိုမဆိုးပါဘူးနော် ဟုတ်ပါဘူးတက်တာလည်းပြတာ ဟုတ်ပြီဟုတ်ပြီ